two season လေးတစ်ခုကိုကြီးညာစရာရှိပါတယ်ရှင် Ladies and gentlemen attention please Okay ဘာအစီအစဉ်လဲဆိုတာကိုပြောပြပေးသားမှာဖြစ်ပါတယ်ဒီနေ့ညအရန်လာနေကြတယ်เนาะအကုန်လုံးเนาะအရန်လာနေကြတယ်ဆိုတော့ဒီတိုင်းအရန်လာနေကြတယ်ကျမတို့ရဲ့ညီကိုမောင်နှမတွေဒီတိုင်းတော့အိမ်ပြန်မလွတ်လိုက်ချင်ဘူးအိမ်မှာတစ်လတန်သည်နှစ်လတန်သည်သုံးလတန်သည်အဲ့လိုခေါ်ထားဖို့အစီအစဉ်တော့မဟုတ်ပါဘူးဘယ်လိုအစီအစဉ်လဲဆိုတော့ဟောဒီမှာရှိရဲ့ဒီနေ့ညအတွက်တိတ်ကိုလှပနေတဲ့ညီမနှစ်ယောက်ကနေပြီးတော့ဒီထဲမှာကျမတို့ရဲ့ဒီမှာရှိရဲ့တခန်းလုံးထဲမှာရှိရဲ့ဒါအလှပဆုံးပေါ့နော် Fashion Awards ကိုပေးမှာတေးသေးချာချာလေးရွေးထားတယ်တဝိုင်းချင်း line နှုတ်ဆက်နေတဲ့အကြောင်းမဲ့သက်သက်မဟုတ်ဘူးကိစ္စရှိပါတယ် Okay Fashion Awards ပေးမယ်သဘောတူလားရှင် Okay Fashion Awards ကိုတော့အဲ့တော့ဒီမှာရှိနေတဲ့မမလာနှစ်ယောက်ကနေပြီးတော့ရွေးပေးထားတာဖြစ်ပါတယ်အမျိုးသားထဲမှာတဦးအမျိုးသမီးထဲမှာတဦးနှစ်ဦးတိတိကိုရွေးချယ်ပေးသားမှာဖြစ်ပါတယ်ရှင်အဲ့ရွေးချယ်မှုမှာတေချာလိုက်ကြည့်လိုက်တဲ့ခါမှာရွေးစရာအရန်ခတ်သွားလားအားလုံးကလှနေကြတော့ပေါ့နော်ရွေးရတာအရန်ခက်ပါတယ်အဲ့ထဲမှာထူးခြားလှတဲ့သူတွေကိုဦးစားပေးပြီးရွေးထားတာဖြစ်ပါတယ်အဲ့တော့ရွေးတဲ့အချိန်မှာပေါ့နော်ကိုယ့်အတွက်အဲ့လိုအခက်အခဲဖြစ်ရတဲ့အမှတ်တရအခိုက်အတန့်လေးရှိလာပေါ့တေချာလေးနှုတ်ဆက်နေတဲ့ဆိုပေမဲ့လည်းကိုကရွေးရလဲရွေးရသေးရဲ့လေနော် BOD ကဒီအချိန်ထိကိုအလုံးလုံးတာတောက်လျှောက်လုံးဝမနာဘူးဆိုတော့အမှတ်တရအကြောင်းလေးပြောပြပါအောင်ရှင်ဒီနေ့အကုန်လုံးကအရန်လာနေပေါ့နော်ရွေးတာတော့တေချာတော့တေချာလေးတော့ကြည့်ပြီးတော့ရွေးထားတယ်တော်တော်လေးလည်းခက်တယ်ခေါင်းစားသွားဟိုလုံးအကုန်လုံးကလှနေတော့じゃအကောင်းဆုံးဖြစ်မဲ့တဲ့ဟာကိုရွေးထားပါတယ် Okay အဲ့တော့fashion အကောင်းဆုံးမျိုးသားဝတ်စားစင်ရင်မှုစုအရင်ဆုံးကျင်းတာမှာဖြစ်ပါတယ်အဲ့တော့အကောင်းဆုံးမျိုးသားဝတ်စားအမျိုးသားအဝတ်စားစင်ရင်မှုဆို Fashion Awards လုံးဝအဖက်ဖက်ကနေပြီးတော့အကုန်လုံးကိုကြည့်ပြီးတော့ပေးမှာပေါ့နော်ဆိုတော့ရရှိသွားတဲ့သူကတော့စုကိုတစ်ခုလောက်မေးကြတယ်ဒီညာဘက်ချမ်းရလို့ထင်လားဘယ်ဘက်ချမ်းရလို့ထင်လားဆိုတော့မဲခွေဆုံးဖြစ်မှာဖြစ်တဲ့အတွက်စုမရဲ့ဒီညာဘက်အချမ်းကဖြစ်မယ်လို့ထင်ရင်လက်ခုပ်သက်လေးကြားပြရစီဒီဘက်တစ်ချမ်းပဲဒီဘက်တစ်ချမ်းပဲတီးအောင်ပဲ Okay thank you ပါဒီဘက်ချမ်းပေါ့ဘယ်ဘက်ချမ်းမှာ spotlight တွေကထိုးနေပြီเนาะအမရှာနေပြီဘသူကဒီနေ့စုအတွက် winner ဖြစ်မလဲရှာနေပြီအရန်ရှာနေပြုံးထားကြเนาะဆိုတော့ဒီဘက်ချမ်းမှာက winner ပေါ်ထွက်လာမယ်တင်နေဆိုရင်လက်ခုပ်တန်ချိန်ထက်ကြားချင်ပါတယ်အကုန်လုံးကပြန်ပေးနေရစင်ပေါ်မှာတဲ့စုရတာမမနှစ်ယောက်ကတဲ့Okay ဆိုတော့ကျင်းညာပေးပါမယ်ဘယ်ဘက်ချမ်းရလဲပေါ့နော်အဲ့ဒီဘက်ချမ်းတော့လက်ခုပ်တန်အကျဉ်းကြားရမယ်ထင်တယ်ကျမတို့အမျိုးသားစုကိုစပြီးတော့ကျင်းညာမှာဖြစ်ပါတယ် Fashion Awards ရရှိသွားတဲ့သူကတော့ကျမတို့ Manager ကိုတန်းစောမြင့် Security Department ဖြစ်ပါတယ်ရှင် Congratulations ဆုလက်ကရယူပေးနိုင်မှရန်စနစ်ထက်ချစ်ကစားဖြစ်ဖိတ်ခေါ်ပါတယ်ဒီနေ့ညအတွက် Fashion Award ဆုရှင်ဖြစ်ပါရဲ့ရှင်မိုက်စာcatwalk တက်လာမှာမိုက်စာ catwalk နဲ့ Don't you think it's tricky? We're moving slowly, so slowly. I can't wait no more, so hurry, oh hurry. Okay ကျမတို့ရဲ့ဒီကနေ့ပထမဦးဆုံး surprise ဆု Fashion Awards ကိုရရှိသွားတာဖြစ်ပါတယ်ကိုတန်းစောမြင့်ဖြစ်ပါတယ်ရှင် Congratulations ပါရှင်စမြင့်ထက်မှာဆက်လက်ပြီးနေရာယူပေးပါအောင်နော်ကျမတို့အမှတ်တရပြီးနှစ်ယောက်ဒုံတဲ့ပုံလေးလည်းရိုက်ချင်လို့ Okay ဆိုတော့နောက်ထပ်တဆုကိုကြီးညာမှာဖြစ်ပါတယ်နောက်တစ်စုကျင်းညာမှာဖြစ်ပါတယ်ဒီတစ်ခေါက်ကတော့မျိုးသမီးစုပေါ့နော်ဒီဘက်ကနေစလိုက်မယ်ကျမတို့ဘယ်ဘက်ချမ်းကဖြစ်မယ်လို့ထင်ပါသလားရှင်လက်ခုပ်သက်ကြိတ်ကြားချင်ပါတယ်ထင်တယ်ဆိုရင်နည်းနည်းလေးတိုးသေးတယ်ဆိုတော့ဒီဘက်ကပဲပို့ပြီးတော့ဟို confident ပို့ရှိရလားပေါ့ဒီဘက်ချမ်းဖြစ်မယ်လို့ထင်ပါသလားရှင်ဘာလို့စုတစုကိုတိမ့်ပိုက်ထားတဲ့ခါကျ confident တွေကတက်နေ level အရန်တက်
Okay ဆိုတော့တင်ညာပေးကြပါရယ်ဒါကျမတို့ Fashion Awards အမျိုးသမီးစုဒီကနေ့ညအတွက်အလှပဆုံးစုကတော့ရရှိသွားတဲ့သူကတော့ Audit Department မှာ Senior Manager McKinney Way ဖြစ်ပါရဲ့ရှင် Congratulations ဘယ်ကလဲရှင်နောက်တစ်ချိန်ထပ်ချင်ကြပါမယ် Audit Department မှာ Senior Manager McKinney Way ဖြစ်ပါရဲ့ရှင်ကျမတို့ spotlight ထိုးပြီးတော့လိုက်ရှာနေပါတယ်ဒီနေ့ညအတွက်အလှပဆုံး Fashion Awards ကိုရရှိသွားတဲ့ Audit Department မှာ Senior Manager McKinney Way ဖြစ်ပါရဲ့ရှင်ရှိပါသလားရှင်စူရနေတာမသိဘူးနောက်ကိုရောက်နေတာနီးစက်တဲ့ညီမလေးတွေခေါ်ပေးပါလားဟိုထဲမှာတဲ့ဟိုဘက်အခန်းလေးထဲမှာတဲ့အမတ်တရစုပေးပါပါကျမတို့ဒီနေ့အတွက်ဒါအမျိုးသမီးတဲမှာပေါ့နော်ကျမတို့ Fashion Awards တူရီပဲရွေးချယ်ပါတယ်ရရှိသွားတာကတော့ Audit Department မှာ Senior Manager McKinney Way ဖြစ်ပါရဲ့ရှင်မတရားစုကြည့်မြင်မှာဖြစ်ပါရဲ့ရှင်ဒီနေ့ညအတွက် Fashion Awards ပါ Okay congratulations နောက်တစ်ခါနောက်ခေါက်တဲ့ချိန်နဲ့ကောင်းပြီပေးစီလိုပါရဲ့ရှင် Okay နှစ်ယောက်အတူတူနဲ့ရိုက်ပါမယ်အခုဟိုဘက်လေးကိုတစ်ချက်သွားပေးပါအောင်နော်ကိုဒီဘက်လည်းလို့လုပ်ပေးနော်ကဲဒါအားလုံးစင်မြင့်ထက်မှာတွေ့မြင်နေရတာကတော့ကျမတို့ BOD ညီမချောချောလေးနှစ်ယောက်နဲ့ဒီကနေ့ညကျွတ် Fashion Awards ကိုရရှိသွားသူတွေဖြစ်ပါရဲ့ရှေ့ Congratulations ကျမတို့ Fashion Awards ကိုတော့တဦးလျင်9သိန်းစီချီးမြှင့်ပေးခဲ့တာဖြစ်ပါရဲ့ရှင်Congratulations ပါသူတွေကိုချီးမြှင့်ပေးတယ်မပြုံးမထက်ကျေးဇူးများကြီးတင်ပါတယ်ကျမတို့ရဲ့ဒီကနေ့ winner ဆုရှင်ကြီး2ဦးကိုလည်းကျေးဇူးများကြီးတင်ပါတယ်ရှင်နှစ်ယောက်တက်ပုံရအောင်ပါနှစ်ယောက်တည်းတက်ပုံရအောင်ပါနော်ကိုကြီးတို့နှစ်ယောက်တည်းတက်ပုံရအောင်ပါFashion ရောနေလို့မဖြစ်ဘူးเนาะအခုချိန်ထိလုံးဝရောလို့မဖြစ်ဘူး Okay ဆက်တဲ့ဆိုင်လေးကြိုင်ပြီးတော့လှုပ်ကြည့်လိုက်မယ် Yes အဲ့ပုံလေး Okay အကောင်းဆုံးအလှဆုံးပြုံးထားမယ်ပြုံးနိုင်သလောက်ပြုံးလို့များတော့ cheese လို့မူဂျိုမာလို့ Okay အဲ့တော့ဒါဒီနေ့ညကျွမ်း Fashion Awards ကိုရရှိသွားတယ်ဒါဒီကောင်မ2ဦးဖြစ်ပါတယ် Thank you Congratulations ပါရှင်